အမကြီးဥပေါ်ဦးနဲ့ပညာရှိအကြံအပိုင်း3အပိုင်း2မှာမိမစိုးယောက်ျားစိုးအကြောင်းကိုပညာရှိပြီးဖြေချခဲ့ပြီးနောက်ဒီနေ့မှာတော့ဘိုးတို့ဗျာဟာဥပေါ်ဦးကိုနန်းတော်ရဲ့လာတာဆောင်မှာခေါ်ယူပြီးခက်ခဲတဲ့မိကွန်းတစ်ခုထပ်မေးပြန်ကျွန်တော်တင်ဆက်တဲ့ဗီဒီယိုတွေကို Facebook မှာဆိုရင် follow လုပ်ပြီး like လေးပေးခဲ့ပါဦး YouTube မှာဆိုရင် subscribe လုပ်ပြီး bell ပေါင်းလေးနှိပ်ခဲ့ပါဦး TikTok မှာဆိုရင် follow လုပ်ပြီးအသေးလေးပေးခဲ့ပါဦးပါလာပါတယ်လို့တာမန်တိုင်းတွေးကြတာပေါ့ဒါပေမဲ့ဥပေါ်ဦးကတော့ခါတိုင်းလိုပဲပြုံးပြီးရှောက်တင်လိုက်ပါတယ်မှန်လားပါဗျာလောကမှာမျက်လက်မြင်လူကြီးပဲများပါတယ်ဗျာဘယင်ကြီးကဟေးပေါ်ဦးမင်းကတော့ရှောက်ပြောပြန်ပြီးဟောဒီမှာလူတွေအများကြီးမျက်စိကောင်းကောင်းနဲ့တွာလာနေကြတာမမြင်ဘူးလားလို့မိန်တော့ဥပေါ်ဦးကတက်တေပြပါရစီဗျာလို့ရှောက်ပြီးနန်းတော်ရှိမှာအလုပ်တစ်ခုစလုပ်ပါတယ်ဥပေါ်ဦးဟာနန်းတော်ရှိလမ်းမလယ်မှာထိုင်ပြီးပိုက်ကွန်တစ်ခုကိုအားတက်တရော်ရက်လုပ်နေပါတယ်လမ်းသွားလမ်းလာတွေကဥပေါ်ဦးကိုမြင်တော့အံ့ဩပြီးတယောက်ပြီးတယောက်လာမေးကြတာပေါ့အမကြီးဘာလုပ်နေတာလဲလို့မေးတဲ့သူတိုင်းကိုဥပေါ်ဦးကဘာမှပြင်မပြောဘဲသူ့ရဲ့နာမည်တွေကိုမျက်မမြင်စရင်းထဲမှာလက်ရေးပါတယ်ခဏနေတော့ဘရင်ကြီးကိုယ်တိုင်ရောက်လာပြီးပေါ်ဦးမင်းဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီခါဥပေါ်ဦးကဘရင်ကြီးရဲ့နာမည်ကိုပါမျက်မမြင်စရင်းရဲ့ထိတ်ဆုံးမှရေးလိုက်ပါတော့တယ်ဘရင်ကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပေါ်ဦးငါမျက်စိကကောင်းပါလျက်နဲ့ဘာလို့မျက်မမြင်စရင်းနဲ့ထည့်ရတာလဲလို့မေးတော့ဥပေါ်ဦးကရိုးသေးစွာရှောက်တင်ပါတယ်မှန်တာပါဗျာအရှင်မင်းကြီးအပါဝင်အခုမေးတဲ့သူတွေအားလုံးဟာကျွန်တော်မျိုးပိုက်ကွန်ရဲနေတာကိုအထင်ရှားမြင်နေပါလျက်ဘာလုပ်နေတာလဲလို့မေးကြပါတယ်မြင်လျက်နဲ့မသိသလိုမေးနေကြတာဟာမျက်စိရှိတော့လဲကန်းနေသူများသာဖြစ်ပါတယ်ဗျာဒါကြောင့်လောကမှာမျက်မမြင်တွေပိုများတယ်လို့ရှောက်တင်ရခြင်းဖြစ်ပါတယ်ဘယင်တီဟာဥပေါ်ဦးရဲ့ထက်မြက်လာတဲ့ပရိယန်ကိုကြားရတဲ့အခါမှာတော့စိတ်ဆူးပြေးပြီးအေးမင်းပြောတာဟုတ်ပြန်ပြီပေါ်ဦးရဲ့လို့ဆိုကသဘောကျစွာရေမောတော်မူပါတော့တယ်ဒီဇလန်လေးကပေးတဲ့အသိပညာတတိနဲ့အသိအရာဝတ္ထုတစ်ခုကိုမြင်ုံနဲ့မလုံးတော့ပဲမိမိမြင်တာကိုမှန်မှန်ကန်ကန်စင်ကြယ်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်မိကုန်းရဲ့အနှစ်သာရတခါတလေမှာကျွန်တို့ဟာတိတိကြီးနဲ့မင်းနေမိတဲ့အပူမိကုန်းတွေကြောင့်ကိုယ့်ရဲ့အသိဉာဏ်ကိုအသုံးမချမိသလိုဖြစ်နေတတ်ကြောင်းတတိပေးလိုက်တာဖြစ်ပါတယ်